ရိုက်မယ်တန်းနေတဲ့ပုံရိုက်မယ် ရှင်းကဗီဒီယိုနဲ့လားမဟုတ်ဘူးနော် ဟာ ဖုန်းနဲ့လားမဟုတ်ဘူးကျမတို့အနုပညာသမားဆိုတော့ကိုကြီး ညီမလေး နောက်မှာဆိုင်းဝိုင်းပါပါလေ ပါတယ်ဗျာ အဲ့ဒီဆိုင်းဝိုင်းနဲ့ဣပုံမနဲ့မောင်နှမတွေအားလုံးဓာတ်ပုံရိုက်မှာ ရိုက်မယ် အဲ့ဒါကိုကျမကဒီတစ်ခေါက်တည်တယ်ဆိုပြီးတာနဲ့အကိုကြီးကိုကြီးကျန်ကျမကိုကြီးကိုလေတစ်စစ်ချင်းလေးသွားရအောင်တစ်စစ်ချင်းလေးပြီးတာနဲ့ကျမရဲ့အကိုကဖိတ်စာထဲမှာပါတဲ့အလူတကာအလူမအဖေအမေအလူတကာအလူမကိုဖတ်ပေးပါရှင် ဖတ်ပေးမယ်ဗျာ တစ်စစ်ချင်းလေးသွားမယ်နော် ဟုတ် ကဲကိုကြီးတည်တယ်လေးပြန်ဆိုကြည့်ရအောင်စစ်ချင်းရကပါမြတ်ပါပြီတန်လေအမမညနေမှာအကွန်မလေးမိုင်းကြီးရှင်အောင်ပြီအမေများလားအရှင်အောင်ပြီအမေများလားခိနာနီယနေဝေဝေဝေစင်းနေမလား โอเค တစ်စင်းကလေးသွားမယ်နော်ကို ရိုက်မယ်ဓာတ်ပုံရိုက်မယ်လှလှလေးတွေနေကြအောင်ဓာတ်ပုံရိုက်မှာနော်ဟေးအာယုံတွေဘယ်ရောက်နေလဲကြားလာတော့ဟေးအာယုံတွေဒီဘက်ကိုဆူဆိုင်ပဲဟုတ်ပြီညီမလေးဘာလို့ဆိုတော့ပရိသတ်ကခုနကပြင်းပြင်းလေးကန်သွားတော့တို့ကမျိုးပရိသတ်တို့ဖြစ်နေတာပြင်းသွားတာဒီတစ်ခါမပြင်းအောင်စက်ကောလက်ကောအမှတ်တမ်းနေလေးလေးရိုက်မယ်ဟုတ်ပြီဒါကတော့အလွတ်တကဦးအဖသာသနာကဦးမောင်ဝင်းအတွက်ပြောရင်လည်းမကြိုက်ဘူးဆရာလောက်တာတော့မဟုတ်ဘူးကိုကြီးရယ်ငါလေးတော့ပြမယ် အင်း တိတဲ့ဆိုပြီးတာနဲ့ကိုကြီးတီးရမှာတောင်း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 ပြီးတော့ရုပ် ဩ လက်လောက်တောင်းရင်ငါမနေ့ဆော့ကျွဲမှာငါတို့ရင်လာခဲ့ ဘာလဲ ငါတို့ငါယောက်ျားလေးကြီးပဲတောင်းတက်သွားမှတောင်းတက်သမားတွေများတယ်တော်ကွက်ထော်အတွက်ထော်အတွက်ကိုမောင်ငဲ့အတွက်ငယ်ငဲ့အတွက်တော်မမတန်းအတွက်တန်တန်အတွက် တန်းတန်းနဲ့တောင်တိတ် တန်းတန်းခုနကျုပ်တို့ဆုချမသားတဲ့အတွက်ကျုပ်တို့ကြံခဲ့တဲ့အတွက်သူတင်ဆိုအောင်အတွက်အောင်အတွက်ဒါကမုံတော်မွေ့တဲ့အတွက်မွေ့တဲ့အတွက်ငါပြတာလည်း ပြီး ပြီး တော့ တော့ မုံဝဲအတက်တောင်ဖြစ်နေ ငါပတ်သက်ကိုပြောချင်တော့မှာပေါ့ ပြီးတော့မပြီးတော့ အလားမအဆုချမလားမချင်းအဲ့လိုပဲကောင်းကောင်းမပြောဘူးဆုချလိုက်ကောင်းကောင်းပြောမယ်လို့သူကြံနေတော့အကြံနေတယ်လို့နောက်ခုကြံနေလို့တစ်စစ်ကလောင်ကျဲစင်မှုဓာတ်ပုံဗီဒီယိုဖိတ်စာအတွက်အဲ့လိုကကြုတ်ပြောပြီးတယ်နော်ဆုချလာအောင်ဟုတ်ကုန်းရွယ်ရောင်းဝယ်ရေးအတွက် ဟာကိုရဲ့ရောင်းတော့ဓာတ်ပုံရိုက်နေသေးတယ် ကြံလေးလား နေရှာလန်းအောင်မယ် ရှာလိုက်အောင်မေအဲ့ဖိတ်စာထဲမှာပါတဲ့ဟာတွေအကုန်လုံးကဓာတ်ပုံရိုက်လိုက် အဲ့လို့ကြာကြံနေတယ်အခါတွေ့ပြီလို့ ငါချက်လို့နော် မဖြတ်နဲ့ဦးကြံနေတယ်တစ်ခါကြံနေလို့တော်ထက်ဝေလိုင်းတွေ့တော်ထက်ဝေဆိုကြီးရှိမှာပဲနော် ဒီလားဒီ အ လား သက်မင်းတို့ကလည်းဗာကြီးရမှာတော့အသက်ဘောဟာမင်းတို့ကလည်းငါညမလေးတွေကို အတက်ဆိုအတက်လို့ခါ စနေစနေသွားဟေးအဲ့လမ်းမြန်ဓာတ်ပုံတွေရိုက်တာသမနာကောရောင်စုံကောထွက်ပါမလားမသိဘူး အကုန်တော့ပါတာပဲ အကုန်တော့ပါသွားတယ်ပဲ ဟုတ်တယ်နော် အဓိကထွက်ဖို့လိုတာကတော့တန်းတန်းလိုတာပဲ ကဲ
ကဲဒါကဓာတ်ပုံရိုက်ပြီးဆိုရင်ပြိတ္တပြင်းမှာကြောက်တယ်ဒါဆိုအဲ့ဒီတီးတဲ့ကိုကြီးအရက်ကကြက်ဝလက်ပိုက်လိုလေးသွားကြည့်အောင် ဒီလိုသွားမယ်ဗျာ အဲ့ချင်းရဲ့မျက်လုံးလေးကိုဤပုံကပြူးလာအောင်လို့ကိုကြီးမင်းသမီးဆိုတာအခုံအလိမ့်လေးသွားရတယ်တဲ့ဒါလေးကိုဥစားပထမကမယ် ဟုတ်ပြီ အောင်မလေးမင်းသမီးရတာဘယ်သူမှကိုဂလူးမဆိုင်ဘူးလှိမ့်ချရတာ အေး အေးငါတို့ပဲလှည့်လာကိစ္စမရှိဘူးဟုတ်ပါနောက်ကဟုတ်ပါ ကဲမောင်လေးပြော မောင်လေးတဲ့ ဘာသာပြော ပါ ကျေးဇူးပါ ကျေးဇူးတင်ပါတယ် ဘာဆုချလားမတော့ရမတော့ရလေ ဟောမစားရမတော့ရလေဘယ်နဲ့မတော့ရမ ပြော တော့ မယ် ရ လေမစားရမတော့ရကဲကွီ ရ ဆက်သွားမယ်တေးတယ်လေ ကောင်းမယ် ကဲဒါဆက်ဝေကျမရဲ့လူတကာကြီးကဥတည်ဆိုတာကျမရဲ့လူမလေးကဂျုံမင်းဝင်းသိအဲ့ဒီတော့မင်္ဂလာပွဲလေရှမ်းပြေကရှမ်းမလေးလာလို့ဗျ ရှမ်းမလေးတွေလာလေလား ဟုတ်တယ် ဟေးရှမ်းမလေးတွေဆိုတော့ရှမ်းစကားတွေပြောအောင် ပြောမှာပေါ့ဒါတော့ရှမ်းပြေကရှမ်းမလေးတွေကလေသူတို့ရဲ့အကာလေးနဲ့ယခုလိုဖြောပြပါတယ်ရှင် ဘယ်လိုလေးလဲဗျာ ရှမ်းမလေးတွေကဒီလိုကပါတယ်တဲ့ဗျာ ကြည့်မေဗျာ ဟေးရှမ်းမလေးရှမ်းမလေး ရှမ်းမတင်လာလား ဝီ ဝေး ဝီ ဝေး ဖင်မကောင် နင်းလင်ဖဲမကောင်းမှာဘာမကောင်း စကားမပြူလေဝီ ဝေးဝေးဆိုတာဘာလို့ဟေး ဝီ ဝေးဆိုတာဘာလို့ မနီးလို့ ကတ်တာ ဝေး ဖင်မကောင် ဘာမကောင်း စကားမပြလို့ပါဝီ မပြီးဘူး ဒါနဲ့ဖင်မကောင်နင်ဘာလိုမျိုးလဲဝီ နင်းလင်ထိုင်းလူမျိုးလားမလားဘာမကောင်းဘာလူမျိုးဆိုတော့နင့်မလို့တပတ်လူမျိုးဟေး ဖင်မကောင်ဟိုငါတို့ကရှမ်းပြေကလာခဲ့တာပါဝီဟိုငါတို့ရှမ်းပြေမှာလေဟိုပြောင်းမှုလေကစပါရဲဝီ ကြီးတော်တွေကငါ့ကိုကြည့်ပြီးတော့သူ့အမောက်ကိုပြောတော့ငါ့ကိုရှိတယ်ဟေးအော်အမလေးရွာအတော်တွေပါလာတာကောင်းလားကောင်း ဖင်မကောင် အေး ငါတို့ရှမ်းပြေကိုခေါ်မလိုက်မလား ချမ်းမြေကိုခေါ်ရင်လိုက်တော့လိုက်ချင်းနဲ့ ဟိုငါတို့ရှမ်းပြည်မှာလေဟိုပိန်းဦးတွေကစွန်းဦးတွေပြောင်းမှုတွေ ကြောင်မှုတွေ ပေါ်တယ် ပေါ်တယ် နင်းကိုဖုတ်ချင်းမယ်နင်စပါလား ဘလူးကြီးတော့ဟာ အေးဟုတ်ချင်တော့စားတော့စားချင်းနဲ့ဒူးစော်နံမှာကြောက်တယ် မနမ်းဘူးဝိတ်မိအေးအေးလေးနဲ့လေးပမခေါင်ငါပြောမယ်ပြောင်းမှုတွေကစွန်းဦးတွေပိန်းဦးတွေဖုတ်ချင်းမယ်နင်စပါလား စားရင်မင်းစားစားငါမစားဘူး ငါကတတော်ကြီးသားတွေကျွေးဦးဝိတ် ဟေးတော်ကြီးသားတွေကကြိုက်တယ်တဲ့ဟေး မစားနဲ့ ရှမ်းမလေး ဘာလဲဝိတ် နင်ကရှမ်းပြည်ရလာတာဆိုတော့ငါတို့အညာမီကထွက်တဲ့ငါတို့စီမှာရှိတဲ့ဖရဲတီးတို့တခွားတီးတို့ငါဓာပါပါနဲ့လိကျွေးမဲ့နေစားမလားဟဲ့ ပမခေါင်ဘာပြောတာဝဲ ငါတို့အညာမီကထွက်တဲ့ဖရဲတီးဓာနဲ့လိကျွေးမဲ့နေစားမလားဟဲ့ ဟိုဖရဲတီတော့စားချင်တယ်နောက်ကဟာကြီးတော့စားချင်မှု နောက်ကဟာကမပမဖြစ်ပါရမှာဟေး ဖရဲတီကြိုက်တယ်နောက်ကငါကြီးကြိုက်ဘူး အလာကစားတန်ရင်ချိုးတယ်ဟဲ့ ဟိုတို့အမေကကြောက်လိုက်တယ်ဝေး ဘာပြောလိုက်တော့ မမဘီကိုတွားရင်မိချကောင်းတာတွေမစားကနဲ့ဘိုက်ပူတတ်တယ်တဲ့ အလာကဟိုအစာကြီးစေးဆောင်ရင်ဘာမှဖြစ်ဘူးဟဲ့ ဟေးကဲကိုဒါလေးကတော့ကိုကြီးရှမ်းလေးပါကဲကဲကဲရင်ပြင်းလေးသွားရအောင် ဝေးကရင်ပြည်နဲ့ဟေးဒါကကရင်ပြီးသွားပြီဟေ့ဒါကကရင်ပြီးသွားပြီဆိုတော့ကလေးကကလေးစကားပြောပါဟုတ်ပါဘူးဒါတိခတ်နိုင်တဲ့စွမ်းအကုန်သွားပြီ
ဘာဖြစ်လို့တော့ဟာ ကလေးကလေးကပြောလို့ ဟုတ်ဗျာဘာပြောလို့ ဒါမလို့ချမလားယောက်ျားကချမလားဒီပေါ်လာခဲ့ မင်းရှုံးသွားအောင်မယ်ရှုံးသွားအောင်မယ် ကလေးကလေးစကားမပြောဘူးကွာ ဘာပြောလို့တော့လို့ ကလေးကလေးစကားမပြောဘူးလို့ကွာဟုတ်ပြီလို့ကွာ ဘာပြောလို့တော့လို့ ကလေးကလေးစကားမပြောဘူးကွာမင်း ဟုတ်ဗျာနင့်အောင်မင်းနင့်အောင်ဘာပြောလို့တော့လို့ ကိုရိုလေးတဲ့ အေးကိုလိုလို့လို့ အိမ်ပုံမောခမမိမ့်မာလာတဲ့ အဲ့ဒါပြောစီရလားကလေးတွေအဲ့စကားပြောမလားကလေးတွေအဲ့စကားပြောမလား ကလေးနဲ့ဗာပြောမှာတော့ ဘာပြောဟာဟဲ့တော်ဆိုးသွားပြီတော်ဆိုးသွားပြီ အဲ အဲ့ဒါကြတော့တော်တော်မှရိုက်သွားပြီနဲ့ငါမခံနိုင်ဘူးငါတငယ်ချင်းအဲ့လိုမပြောနဲ့ ပြောစမ်း ငါတကယ်ကြီးကိုအဲ့လိုမပြောနဲ့ကွာ ပြောလဲဆမ်းပါရ မင်းတို့ပြောတာကွာ ဘာပြောတော့ရ ကွာပြဲတဲ့ကိုရိုလေးကအရင်လိုဖေကန်လေးလာတဲ့ နှခါစိတ်ပါရင်3ယောက်လောက်တော့ခံနေနင်းလေဖိခါမလားမသားကြီးငယ်ဒီတော့မင်းသမီးလေးကလည်းကျမ်းမာရေးနည်းနည်းလေးပြုတ်သွားပြီဒီလိုလုပ်မယ်မင်းကကျင် ငါလည်းကကျင်တာ မင်းကကျင်တယ်ဆိုရင် အေးကကျင် မင်းကကျင်တယ်ဆိုရင်ကဲဆိုမပြေတကယ်ဒီခဏနားလိုက်ပြီးတော့မင်းကကျင်တယ်ဆိုရင်ငါရဲ့ဟိုခမရတို့မျိုးလုံးနဲ့ဘဲကြည့်နေရတော့ကျွတ်တို့လည်းလူတွေပါခမရတို့သူ့ပဲသားဆိုးရင်နေတာသူ့နည်းနည်းမောပြအောင်မနိုင်ရွာသူစားကြတဲ့ကတိုင်းပဲသူအငိတ်ဝင်မပေးသေးဘူးကျွန်တော်တို့လူရှင်တို့ဝင်မပေးသေးဘူးတယောက်နဲ့အင်တိုင်းအားတိုက်ကဘာကြောင့်လဲဆိုတော့တတော်ကြီးကတားကိတ်ထူလို့တဲ့သူကညင်ကုန်မှာတားပြောထားတာဘာလို့ဆိုတော့သူကတဲ့မကရင်နဲ့တားပြောတာတဲ့ပြောစရာမရှိကြမ်းဖန်ပြီးတော့တင်းပြောတယ်တဲ့ အေး မလေးမနေ့ကြီးကဆိုင်ကားကြီးရောက်လာတော့ဆိုင်ကားကြီးစောလို့တယ်တင်းပြောစရာမရှိကြမ်းဖန်ပြောတာ ဟောကျန်မှပြောတာ ဟဲ့ဆိုင်ကကွယ်ကူးကြမ်းမော်ကြီးအစောကြီးကိုရောက်ချလာတာအေးတဲ့ကြက်သွန်နေနဲ့ဖွဲ့တယ်ကြက်သွန်နေနဲ့ဖွဲ့တယ်မြတ်ပါလားကြီးမြတ်ပြောတော့ပြောပြီးတော့ သူတို့ပြောတဲ့ဆိုတာတန်းပေါ်တာပဲ အဲဒီတော့မင်းကကျင်နေဆိုရင် အေး ငါရဲ့တီလုံးနဲ့က ဟုတ်ပြီတီလုံးနဲ့ တီလုံးနဲ့ကမှာဆိုတော့ငါဆိုင်းဆရာစီကဆိုင်းဝိုင်းကားမယ် ဟောဆောင်းဝိုင်းငါမယ် ဆိုင်းဝိုင်းကားမယ် ဟုတ်ပြီ ဒီတော့ဆိုင်းဆရာနေတိုက်ခိကိုင်းစမ်းပါဆိုင်းဆရာ ခမျိုး ခမျိုးဩ ခမရလေး ခမရလောက်ပါ ငါအမေကငါမွေးကြတယ်မြုံသွားတယ် ဩတယောက်မှမမွေးတော့ 10ယောက်လောက်ထက် ဩမပြောတယောက်မှမမွေးတော့လို့ပါဆိုင်းဆရာ ဘာတော့ ကျွန်တော်ဆိုင်းဝိုင်းလေးခဏငါးသမ်းပါ ဆိုင်မှာငါကျင်တို့ ဟုတ်တယ် ငါလိုချင်တဲ့ချိန်ပြန်ပေးရမှာ ဆိုင်းဆရာမှလိုချင်တဲ့ချိန်ကျွန်တော်ပြန်ပေးမယ် ငါလိုချင်တဲ့ချိန်ပြန်ပေးရမှာနော် ပြန်ပေးမယ် လိုချင်မို့ ဩသူကငါ့ကိုငါနေ မငါရီ ငါမလားမငါဘူးလား ငါမယ်ငါမယ် အဲသူလည်းခဏနားအောင်လားဆိုင်းဆရာဆိုင်းဝိုင်းငါမယ်ဆိုတော့မလားမ မအေးဆောင်းဝိုင်းမဆောင်းဝိုင်းမ ဟဲ့ဟဲ့ရောက်နေဟောဗျာငါဆိုင်ဝိုင်းဂျားရကွဲသွားပြီ ဩဟုတ်တယ်ဟာ ဟိုတယောက်တစ်ခြားဖြစ်နေ ပြန်ငါ တခြားတော့ပါဟာမင်း ကောင်းလေးနည်းနည်းငုံထောင်ဆိုင်းဝိုင်းရပြီဆိုတော့ဆိုင်းဆရာတွေရဲ့ငါဆိုင်းတီးမယ်မင်းက ဟောငါကမှမင်းဆိုင်ပြီးမှာဟုတ်ပြီရတယ် ဆိုင်းဆရာတွေဆိုင်းဝိုင်းနဲ့ဝင်ပြီ ဟာဆိုင်ဝိုင်းနဲ့ဝင်တာနဲ့မတူဘူးကွာ ဆိုင်းဆရာလေးစားမယ်ဒီစားမယ် ဟေး ဟုတ်လေအကြီးလေဗာတဖြားတီးတော့လို့ ငါအသေးလေးမှကြိုက် ဟောအသေးလေးကြရင်ခင်ဗျာနောက်ဘဝမှာရတော့ဒီဘဝမရတော့ဘူး ပတ်လုံးအသေးပြောတာကွာ ငါတကားငါသိပါတယ်ငါတကားသိပါတယ်သူလည်းသိတယ်ငါလည်းသိတယ်မုတ်ကြီးလည်းသိတယ်ဟေးဟာခင်ဗျားတို့မလိုသေးဘူးဂိမ်း ဟာဘယ်နဲ့ဂိမ်းလုံး ဂိမ်း ဟာဘုံနဲ့နေမှာမဟုတ်လား ခွေးသေးနဲ့ကက်ထလာ ခွေးသေးနဲ့ကြက်ထောက်လို့တွေ့နေကွာ ညောင်း ဟာတင်း ညောင်း ဟာတင်းနဲ့မြင်ရမှာလी ကြောင်းတရင်နဲ့အုပ်ထားတာ ကြောင်တည်နဲ့အုပ်ထားလို့ စမယ်ဂိမ်းညောင်းစင်းပြီးသွားပြီအစင် စ ပြီး မယ် တော့ စမယ်ပလုံလေးနဲ့စမယ်အကားလေးပြင်လိုက်မိုက်ကိုချလိုက်တော့ ဟောအေးဟုတ်ပြီ ငါရဲ့ကားလေးနဲ့တီလုံးနဲ့မှလိုက်ကမယ်ဆိုင်ဆရာဆိုတော့လူမြတ်ကြောင်စရာမှတ်နေလားမသိဘူးငါရုပ်ကဆိုင်ဆရာဖြစ်နိုင်နေရေချင်းမပါဘူးလားဟဲ့ ပုံစံကြည့်ပါလား ဟဲ့စမယ် ဆိုင်စရာယုံနဲ့မတူနိုင်လူယုံနဲ့တူနေ ဟုတ်တယ်နိုင်လူရုပ်နဲ့မင်းအိမ်ကိုငါလာတော့မှာ မလားနဲ့ယူနေမှုနဲ့ပတ်လွန်မှာ ဟဲ့စမယ်ဘူတေတေတရားဘူတေတေ
ဘူးတေတေတရားပါလားဟဲ့အဲ့လိုမဟုတ်ဘူးလေ ဟောအဲ့လိုဟုတ်ပြီလား အကိုငါဆိုင်ဝဲနဲ့ပြန်ထွက်အောင်ပါကွာ ပြတ်ထွက်လာအောင် ဟုတ်လေအကပြောလေ ဘယ်လိုလေးလို့ တေတေတရားတေတေလက်ကလေးရပါမ လက်ကလေးရောက်မှာအိုးအခြေခံစမ်းမလို့ဘုရားအခြေခံကတော့ပါဘူးလေ ဒီကစားလာလေဟေးဝင်ပြီဟေးဆိုင်ဝဲနဲ့ဟေး ဝိုင်းနေဝင်လာမသိဝတ်ချန်နေဝင်လာမသိ မဆိုင်ဝဲနဲ့ထွက်ရှင်လို့လည်းရတယ်ဝင်ကျင်လို့လည်းရတယ်ဟုတ်မယ်ဘူးတေတေတရားဘူးတေတေဘူးတေတေတရားဘူးတေတေတက်ကြီးရှေ့ရှုတက်ကြီးရှေ့ရှုတက်ကြီးဟုတ်ပါဘူးအကကတော့ကွာငါစိတ်ကတိုးသွားပေါ့ကညနေကမကတ်တာဘူးကွာဒီမှာလေဘူးတေတေတေဘူးတေတေဘူးတေတေတေဘူးတေတေတက်ကြီး အော်အဲ့လိုလား ကြီး အဲ့လိုအစိုးရပြောပါလားကိုနေတူးရဲ့ ပြောပါမယ်ကိုမင်းသွေးရဲ့ တေပေါ့တတ်တာ မင်းမမြင်ဘူးမမြင်ကျင်တော့တာ ငါအစိုးရတည်ခိုင်းနေရ အစမယ်ဆိုင်ဝဲနဲ့ပြန်ဝင်မယ်ကဲထမယ်ဘူးတေတေတေဘူးတေတေဘူးတေတေတေဘူးတေတေတက်ကြီးဘုံတော့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 ဒီမင်းလာမဲ့နဲ့ငါတရင်ကြတယ်မင်းဣဘောလာမဲ့နဲ့စိုင်းထောင်ပါတယ်မင်းဟားတဲ့ဝေအနှိတ်ကင်ပြီးသားအဲဒီတော့ကတော့မတို့လည်းဝါအောင်တို့လည်းပြက်ရှောတော့ပြီ ကဲကိုကြီးကြိုးစားပြီမယ်နော်ကဲဒါဆိုတော့ကိုကြီးဒီကကြီးပုံတော့အငိမ့်မိခင်ကြီးများအားလုံးကိုဂုဏ်ပြုကြပါရရှင်အဲ့ဒါဤပုံကတော့လားအရင်တော့ကအငိမ့်မိခင်ကြီးရှိခဲ့လို့ဤပုံတော့အငိမ့်မင်းသမီးလေးဆိုတာပေါ်ထုံးခဲ့တာပါတဲ့ ဟုတ်ကဲ့ဗျာ အဲ့ဒါကိုပါပြေးအငိမ့်မိခင်ကြီးမြချီချင်းအမေတော်ငယ်နဲ့ကိုကျမဤပုံတော့ဂရဘတ်ဆင်ကြပါရရှင်အဲ့တော့မြချီချင်းအမေတော်ငယ်ကဘလို့ကောင်းမျိုးတွေကကြတယ်ဆိုရင်တော့ချက်တောက်ကလေးရှေ့ထုတ်ပြီးတော့ကတဲ့ ကမယ်ရတယ် ဒီလိုလေးကျမကကြပါတယ် ပါပါလိကမယ် တို့စီကကိုကြီးတက်တက်ဂျေပလို့ကျုပ်ဒါလေးသွားကြည့်အောင်ရှင့် ဟုတ်ပြီဗျာညာသေးဦးတော့ဘုံကျွန်တော်ချွေးလေးတွေကထွက်တယ်ကဲဒါဆင်အောင်ဗျာ ကဲဒါဆိုကိုရင်လာကျမကြီးလေးဆိုတော့ခါမလဲဒီလိုကာရင်မတက်ကကျမကြီးချူကြတယ်ဆိုတာဤပုံဘဝမှာရှားပါတယ် ရှာပါ ဤပုံအသက်ဆက်ခွင်ကလေးကကခဲ့တာစင်မောမှာအဲ့လိုအန်နာတွေမူးလေးတိုင်းတခါမှမဖြစ်ဘူးပါဘူး ဟာ ရှားသည်ဥတုကလည်းပူတယ်ရမဲသည်ပွဲမှာဆိုလည်းဤပုံတချင်းအဆူ ဟုတ် တချင်းဆိုကအားပေါ်မှာနေပူကြီးရဲ့လိုက်ဆိုရတာဆိုတော့အဲ့ကနေပြီးဖြားလိုက်တဲ့တန်နေပေါ့နော်ဒီဒါဆိုတော့အငိမ့်မကင်ကြီးဟာလာညချီချင်းအမေတော်ငယ်ငယ်ကိုကျမအိမ်ပေါ်ကဒီနေရာကနေကရဘတ်စင်နဲ့ကိုကြီးစုံမတဲ့ချင်းလေးကတော့လက်ရည်ရပြင်းဒီလို့အမည်ရပါတယ်ရှင် နားဆင်အောင်ဗျာ ဟေးတကယ်ကြီးတူနေလေဘုဒ္ဓကြီးစီရှိခွေကမဲရှာမလာလို့နေညညရေးအသက်ရှိရှိကြီးမိမိလိုက်ရတဲ့ပြီရှိကတော့ဘလို့ချစ်ကြတယ် ဒါလေးကဆရာတော်ကတော့လားဗျာ ဒါလေးကတော့ညချီချီမေတော်ငယ်များကြီး ဟုတ် ဒီကတော့လားရှီလိတ်ကြံမဲလေးအမေတော်ကြီးကြည်ကြတာကိုတို့ကြီးဟာဒီလက်ကလေးလိတ်ကြလေးကြံတယ်လို့ကတာ ဒီလိုကမယ်ဗျာ လက်ကြည့်ကြလို့ တူပြောင်ပြောင်ချီချီချီဘေးပြောင်ပြောင်ချီချီချီဒါလေးသွားကြည့်အောင်ရှင်ကိုကြီးဆိုင်အောင်တော့ရတယ်တော့ရတယ်ဒီနေ့မောင်ကြီးမေဝေးပါတမီမိုးရရရတီချာတဲ့ကိုကြီးတောင်းနေရလေအသက်ရှိရှိကြီးမိမိလိုက်ရ
မဟုတ်ဘူး ဟုတ်လို့ ဟာ လား လက်ပြကအစင်းမဟုတ်ဘူး ဒါလက်ပြကပါ လက်ပြကအစ်စ်ကငါတို့ဆိုင်ထဲကအစိုးရတန်တာဇောမှာကရတာ ဟုတ်ပါဘူး ဟုတ်တယ်ဟုတ်တယ် မင်းတဏ္ဍာတော့ကတာမြင်ဘူးလေလား ညိုးတော့ဗောမင်းကလည်းသူတောက်ချင်ညတိုင်းကတယ်မင်းကလည်း လောက်ပါဦး ဟိုဆိုင်ရဟိုဒိုးစီရပလို့ချီအဲ့ဒီလုတ်ပြီးသားမှာကျွန်တော် တဏ္ဍာတော့ကတာဟဲ့ ပုံမှန်၄ပါးလား၄ပါးလား၄ပါးလား ငါတို့က ပလို့ချီလာပြီဟေး မသားကြီးအဲ့လောက်တော့ဆိုးလောက်ပါဦး အဲ့ဒါလက်ပြကမဟုတ်ဘူးလား ကဲကိုကြီးတိုင်း အဲ့လောက်ကြီးဆိုးသလား ရှေလေးကြမယ်လေမိတော်ကြီးကြည်ပါတဲ့ဒီတကားတော့ကိုရီတမိကရဘတ်စင်မှာကအငိမ့်မခင်ကြီးအမေလေးပါတီမမြိုင် ဟုတ် ကလေးနားလေးကိုဝဲခင်နဲ့ဝဲတဲ့ခက်ပြီးကြရင်တအားလာတာတဲ့ ဟုတ်ကဲ့ ဤပုံတို့တင်ရလားမင်းတော့မတင်ရပါဘူးရှင် ဟုတ် အဲ့တော့ဤပုံတို့အနုပညာမှာဆိုတာတင်ဆရာမြင်ဆရာကြားဆရာဆိုတာထားရပါတယ်တဲ့ကြဒါလေးသွားကြပေါင်းတီပေါင်းလေးပေးပေါင်းတီကဲကိုကြီးသွားအောင်ရှင် သွားရအောင်ဗျ တရားကဝဲရှာလေးရီလုံးမလာချမ်းမီချမ်းလက်ကြားရကြီးကအတေရီပါမောင်ကြီးရရည်တို့ရယူရစားကြည့်တယ်အာလက်စီလက်ဆန်လက်မျက်စီရမမေပါရီအကူကြီးယူနေချီလီပါစက်ကြီးတဲ့ညီညီလေးအသက်ရှိရှိကြီးမီမီလိုက်လိုက်လေးဘောချစ်ကြတယ် အောင်ကျော်အောင်ဖိတ်လို့ဟဲ့ဒါလေးကနှမျိုးဆရာတွေကိုကတော့မန်းစင်တာ ဟုတ်တယ်ဗျာ ဟောသူကြလဲဆရာတွေအများကြီးဗျာနော် ဟုတ်တယ်အများကြီးဆရာတွေ တစ်စင်းမိတစ်စင်းတင်းဆရာမြင်ဆရာကြားဆရာများကိုကတော့နေတာ ဟုတ်ပါ ကဲဒီတော့ တူဖြစ်ပါတယ် beauty c emission ရဲ့စီကိုကရဘတ်စီချင်ပါ ဟုတ်ပြီဗျာ အမေကတဲ့နေရာမှာကိုရီခေါင်းလေးကတုံးလက်ကလေးကတုံး ဟုတ်ကဲ့ ရောပါဟုတ်ပြီ ကျေးဇူးပါတယ် ကျေးဇူးပဲတငယ်ချင်း ဟုတ်တကယ်ချင်း တငယ်ချင်းနေပြောတာကဲစူးစမ်းလို့ပါတဲ့ ကျိုးသားလို့ အဲ့ဒါကလည်းအမှန်တည်းမြစ်တာပဲ မြစ်တာ ဒါ ပါ လည်းမြစ်တာတစ်မျိုးပဲ ဟုတ်တယ်ဒေါ်လာမတော်ဘူးဤပုံပြောရဲ့စကားလက်စဲဤပုံမြဲအဲ့ဒီစကားကိုမြဲတမ်းသုံးတယ်ဤပုံဒေါ်လာမတော်ဘူးဤပုံမကောင်းလားမကောင်းဘူးဒါပေမဲ့ဤပုံမြဲတမ်းစူးစမ်းတယ်စူးစမ်းသည်တခြားမင်းသမီးနဲ့ပြိုင်ချင်းလို့လားမဟုတ်ဘူးနော်ကိုစူးစမ်းခြင်းပါ ဒါဟုတ်တယ်ဗျာ ဟုတ်လားကဲတော့ကိုတို့ကြီး beauty c emission နဲ့ဒီကိုရမန်စင်ကြည့်အောင် ရမန်စင်မယ် ပတုံပြိန်နောင်ပတုံပြိန်နောင်ကိုကြီးဒါလေးနဲ့သွားကြည့်အောင်ရှင် သွားမယ်ဗျာ တဆူမခင်းနေမောင်ကြီးဘီဟီရကဆူတောင်းနေရှိနောင်လေးတောင်းပြောင်းရလို့လေရေရေရေအသက်ရှိချီကြီးမင်းမင်းလိုက်ရတဲ့ပြီရှိကတော့ဘုလိုချစ်ကြတယ် ဒါကတော့မေးယူတီရွှေနေစီကိုကတော့ကျင်ပါအဖွားကြီးဆိုတော့အောင်းတုံချီတုံလက်တုံပေါ့ယူတီရွှေနေစီကိုကတော့တာ ဟုတ်တယ်ဗျာ ဒီတော့သူတို့ကကြတော့ဆရာကူကြတော့ဘာနဲ့ကတော့ ဆရာကိုပညာနဲ့ကြောတယ် ဆရာကူပညာနဲ့ကတော့မင်းကြောင်ဆရာကူဘာနဲ့ကတော့ အရက်နဲ့ကြောတယ် ဟောဟေး ဟုတ်တယ်မင်းငါဆရာအရက်နဲ့ကြောလို့ဆိုပြီးကွာငါကွာရက်လိုက်တာကို ဟောဘာဖြစ်လို့တော့အရက်နဲ့ကတော့လို့လိုက်ကြီးကိုမတည်ဘူးဆိုပြီးတော့မင်းကိုရိုက်တာလား အနည်းပါပါမလားလို့ ကဲနောက်ဆုံးမေးအိတ်နဲ့ကြောပန်းစင်မယ် စင်မဲ အဲ့ဒါကတော့အငိမ့်မိခင်ကြီးအမေတော်ဩပါတောင်း ဟောအပတ်တော့ ဤပုံတော့ကြပြလို့အကကိုတီထွင်ခဲ့တယ်အငိမ့်မိခင်ကြီးပေါ့ ဒါမှမဟုတ် ကဲဒါဆိုတော့ကိုရိုကြီးကြပြလို့ကောက်ကမယ်ဆိုဤပုံကဤပုံရဲ့မမဆရာဖြစ်ပါတော့စကယ်ပါပြီမမချစ်စုပြီဤပုံရဲ့မမဆရာဖြစ်ပါတော့စရသိစုများရှင်မမနေနေအောင်အမကဤပုံကိုအခစတင်တော့ဤပုံအသက်ဆက်ခွင်ကလေးကဆရာမနေနေအောင်ရှိမှာ3နှစ်3မိုးတပြည့်တင်ကြခဲ့တာပါ ဟုတ်ကဲ့ အမကပတ်ဆက်ရရင်ပြီးရော
မတင်ပါဘူးရှင် ဟုတ်တယ်မ ကျမဤပုံတို့ကိုအခြေခံကနေစပြီးသင်ခဲ့တာပါ ဟုတ် အဲ့တော့ကြပြလို့အကကနေဤပုံတို့သင်ခဲ့ရခြင်းမှာကိုတို့ကြီး ည အချိန်လေးကကြာနှောင်းခဲ့ပါပြီ ကြာပေါ့ဗျာ ဟုတ်တယ်နော် ဟုတ်ပါ ကဲဒါဆိုတော့ကြပြလို့မကခင်လေးမှာအလင်္ကာဘုတ်ကိုရွတ်ဆိုရပါတယ် ပါပါလိ အဲ့ဒီအလင်္ကာကအကပညာတင်သောခါဝေတိချမတမောင်မင်းများတို့ကောင်းခါချီလက်အချက်ကြစွာလှုပ်ရပါ၍လူမာနှွေနောက်ပြောင်းပြောင်းချီလက်ကော့လျက်ရှင်သာတင်သားနောက်ပြည့်မူခံဖြစ်မှကျိုးစာနှစ်တိုင်းလေးပိုင်းတစ်ပိုင်းညတွင်ဒူးကခွင်လျက်ချင်းချင်းချေပြအတူထစီဝါမှန်အောင်နိမိနောင်မမောင်တို့ကလောမေတို့ကလောမကြအများစုမိတ်ကြချစ်သားတပိဝမ်းမာတိ ဟုတ် အဲ့တော့ဤပုံကဒိုးစီရနဲ့ကြပြလုကလေးခဏလောက်ကမယ် ကမယ် အကိုဒိုးစီတစ်မျိုးကိုတစ်မျိုးသုံးခါလေးတီးပြီးအကိုကြီးအစင်ပြာတီးလို့ရတယ်၅မျိုးပဲတီးပြီးနော်ကဲနောက်ဆုံးပိတ်ကြရင်တော့ဤပုံကိုဟိုတော့၄မျိုးမြောက်ကြမှာ9စစ်တိုးလေးနဲ့သိမ့်လိုက်ပါမယ် ဟုတ်ပြီ ကြပြလို့ရဲ့အခြေခံကကိုတို့ကြီး ညမလေး ခန္ဓာကိုယ်ကနေစရတာဘလို့ကရတယ်လဲဆိုတော့ကိုတို့ကြီး ည ကျမတို့ခန္ဓာကိုယ်မှာရှိရဲ့အောက်မှာခြေထောက်ကလေးနှစ်ချောင်းရှိပါတယ် ဟုတ် ဖနှောင်းလေးနှစ်ခုရဲ့အကွာဝေးကတမိုက်ထားရပါတယ် ထားလို့ရမယ်ဟုတ်ပြီဟော ရှေ့မှာချင်းမလေးနှစ်ခုရှိတယ်အဲ့ဒီချင်းမလေးနှစ်ခုရဲ့အကွာဝေးကတစ်ထွာတမိုက်ထားရတယ် တမိုက် ဟုတ်ကဲ့ တော်ထားတမိုက်ထားပြီးပြီ ဒီတိုင်းရလာဦးလေနော် လာဦး တကြကမှမဟုတ်တာ အဲ့ပေါ့ တကြမဲလေးတွေဆိုတာဒီလိုလေးကမှလာတာ လှတာကို တမင်းတို့မင်းသမီးကြာအဲ့လိုကရင်မလာတော့ မ ဘူး လှတော့ နော်အဲ့တော့ကျမတို့ရဲ့ခန္ဓာကိုယ်က၄ပိုင်းတစ်ပိုင်းဖြစ်အောင်ချိုးရမှာ ချိုးလိုက် ကဲ၄ပိုင်းတစ်ပိုင်းဖြစ်အောင်ချိုးလိုက်ပြီး အဲ ဒူးကဒီကထားလို့လည်းမရဘူး မရ အဲ့ဒီဒူးနှလုံးရဲ့အကွာဝေးကဟောဒီလက်နဲ့တထောင်စုပ်ထားရပါတယ် တောင်စုပ်ထားရတယ် ဟုတ်ပြီ ဒီလိုထားရတော့ဟောဒီလက်ကလေးကနောက်ကိုတင်ရကိုတို့ကြီးဒီလိုကနေကြကြလေးကိုစခဲ့ရတာ ဟုတ် ချွမ်းတောက်ချွမ်းတောက်စီးဖနှောက်ဖြောက်ဖွာ ဟောစီဖနောက်ရောက်ဝါချီကြောက်ကောက်စာ ရုပ်ကြီးလည်းမအောင်စားလို့လည်းမကောင်း ချီကိုငရုတ်တီးထည့်ပြအောင်ပါတယ်ဟေးလောက်ကြအောင်ဟာ ချွမ်းတောက်ချွမ်းတောက်ဆိုကိုကြီး မှတ်တာ စီးဆိုရင် မှတ်တာ ဖနှောက်နဲ့နောက်ကဝါတောက်လို့မြရတယ်ဟောဒီကဖွာလေးကကော်စောလေးပေါ်ကြောက်မှာကလေမင်းသမီးရဲ့တတိယမှန်ကန်ပြီးတိကျပြီးလာတဲ့ မမတ ကဲ ကယ် ဒါလေးသွားကြည့်အောင်ရှင် ဟုတ်ပြီဗျာ ဟုတ်ပြီဗျာစမယ် ခဗျာလို့အကောက်ကွယ်လေးတွေ အိပ်ပုံလေးကြိုးစားပန်းစားပေးရတဲ့အတွက်လက်ခုပ်ကလေးလုပ်ပါအောင်ရမင်းတို့ကောင်နေတီးကြမလို့မင်းတို့၃ယောက်တီးကြမလို့မင်းတို့ကသူများတွေကအိပ်ပုံကိုမျက်နှာနဲ့အားပေးတာသူတို့ကပြီးကိုမျက်နှာနဲ့အားပေးအောင်ကောင်း နှမျိုးအားပြတာပေါ့လေ လေးလေးလေးတီးပြီးတယ်နော်တားတော့နော် ရှင်မိတ်မကွာရလိမ့်မယ်အဖေတို့ဘဝတနာစရာလေးအချိန်တန်အော်လူလာမြာနိဗ္ဗာန်
အဖေများချင်းအာနာမီလီတာသမီပေါ်တိုင်းမြတာအတူတူပါမီလီအဖေမရှိမှနောင်တော့မရနေပြောပါရစီသမီးလိုမိသားစုတွေအဖေပါမီလီတနာစီရပါလေအချိန်တန်အော်လူလာမြာလီပူစခါကျူဆောင်ကြတဲ့တနာစီရပါလေအမေတီးတီးဖွင့်စုလိုက်မှအဖေများတဲ့အာနာမီဘီတာသမီပေါ်ထားရမြတာအတူတူပါမီလီအဖေမရှိခင်မှနောင်တော့မရနေပြောပါရစီသမီးတို့မိသားစုတွေအဖေပါမီလီအချိန်တောင်အရေးရအဖေရှာကြည့်ရီချွေးမတိတ်တိဖီဖီတာလီရနာဒီယာယီတမီးလေးရနာစိတ်ဆိုင်ချတ်တဲ့အဖေလေးတဲ့တမီးဦးတဲ့မာရနီဟာလေးလောကလူလာတဲ့အဖေပါမီလီဒီပူမရှောင်းမိုးရမရှောင်းတခုကဒီချီမကိုကြရုပ်ပြန်ရှာဖွေခဲ့တာကျမတို့ရဲ့အဖေပါအချင်းတောင်အရေးရအဖေရှာကြည့်ရီချီမတိတ်တိဖီဖီပေမတော်လေးတာလီဒီရာတမီးလေးမျက်နှာစိတ်ဆိုင်ချမ်းတဲ့ဖေးလေးတမီးတို့တဲ့ဘာတိုင်းပါလေလောကလူလာတဲ့အဖေပါမီလီကဲကိုကြီး ညီမလေး ဒီလားလေးကတော့အဖေပါမီ အဖေပါပဲတဲ့နော်ကြဒါဆိုဤပုံကပါတဲ့ဆုတော်ငွေ9000နဲ့ရှင်မြေချလန်းဒီချင်းလေးကိုတော့ဤပုံဆိုင်းဆရာလေးကိုပဲအကိုပဲဆုခန်းလိုက်ပါမယ်နော် ဟုတ်ကဲ့ဗျ